မင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ဘေးဒင်းရဒီယာနဲ့ပတ်သက်ပြီးခုနှစ်ရသားသမီးများအတွက်ကံပွင့်လက်ပွင့်စေရန်အဆင်မပြေခက်ခဲနေသူများအတွက်အဆင်ပြေမှုခက်ခဲမှုကိုပြေပြောက်သွားစေရန်အတွက်ရဒီယာနီလန်းလေးတွေကိုဝေမျှပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့စီစဉ်လေးမစခင်မှာကျွန်တော်ရဲ့စစ်ပိုင်းဘေးဒင်းနဲ့ကံမြပုဒ္ဒရာ channel လေးကိုလည်း like and subscribe လေးလုပ်ပေးထားကြပါဦးခင်ဗျာကျေးဇူးပြု၍စစ်ပိုင်းဘေးဒင်းနဲ့လက္ခဏာကံမြပုဒ္ဒရာ channel လေးကိုလာအစကွာလီလုပ်ပေးထားကြပါဦးခင်ဗျာတနည်းအနေသားသမီးများအတွက်ပေါ့နော်ကံပွင့်လက်ပွင့်စေရန်အဆင်ပြေမှုတွေကိုရရှိစေရန်အတွက်ကတော့ဒန်းသားကိုနင်းပြီးတော့ကန်းကော်ညွန့်ကိုဆောင်ပြီးလိုရာစုကိုတောင်းနိုင်ပါတယ်ခင်ဗျာတနည်းလာသားသမီးများကတော့ကံပွင့်လက်ပွင့်ပြီးအဆင်ပြေမှုတွေကိုရရှိစေရန်အတွက်ကတော့ဂျိုးပြေနံပြေတနည်းကိုတောင်းမှာအုံ6ညွန့်ကိုလူတန်းပေးစဉ်ဒါမှမဟုတ်ဘူးဆိုမိမိအိမ်ကဖះမှာအုံထမင်းကိုကတ်လူပူဇော်ပေးခြင်းဖြင့်မိမိမှာကံပွင့်လက်ပွင့်ပြီးတော့အဆင်ပြေမှုတွေကိုရရှိစေမှာဖြစ်ပါတယ်။အင်္ဂါသားသမီးများတဲ့ကံပွင့်လက်ပွင့်စေရန်အဆင်ပြေမှုတွေကိုရရှိစေရန်အတွက်ကတော့မိမိအိမ်ကဖះဒါမှမဟုတ်ဘူးဆိုဂျိုးပြေနံပြေတနည်းလာတောင်းမှာအုံ3ညွန့်ဝါ3ညွန့်ဓာန်3ညွန့်ကိုပေါင်းပြီးတော့ကတ်လူပူဇော်ပေးခြင်းဖြင့်မိမိကကံပွင့်လက်ပွင့်ပြီးအဆင်ပြေမှုတွေကိုရရှိစေမှာဖြစ်ပါတယ်။ဗုဒ္ဓဥသားသမီးများအတွက်ကတော့ကံပွင့်လက်ပွင့်စေရန်ဇီးသားကိုနင်းပြီးတော့ဖះမှာပါမုတ်ကက်လူပူဇော်ပေးခြင်းဖြင့်မိမိမှာပိတ်နေတဲ့လက်လာပါတွေပွင့်လန်းလာပြီးတော့ကံပွင့်လက်ပွင့်ပြီးတော့အဆင်ပြေမှုတွေကိုရရှိစေနိုင်ပါတယ်ခင်ဗျာကျာသာပတိသားသမီးများအတွက်ကတော့ကံပွင့်လက်ပွင့်စေရန်ရိုး6မျိုးကိုကတ်လူပူဇော်ပေးခြင်းရက်တောင်6ခုကိုကျွန်တော်ကတ်လူပူဇော်ပေးခြင်းဖြင့်မိမိမှာညံ့နေသောကံအညံများပြေပြောက်ပြီးကံပွင့်လက်ပွင့်စေမှာဖြစ်ပါတယ်ခင်ဗျတောက်ကြသားသမီးများအတွက်တော့ကံပွင့်လက်ပွင့်စေရန်အဆင်ပြေမှုတွေကိုရရှိစေရန်အတွက်ကတော့ဖုံးတော်ကြီးကျောင်းတွေမှာလိုအပ်တာလေးတွေကိုမိမိတက်နိုင်တဲ့လောက်လှူဒန်းပေးခြင်းဖြင့်ကံပွင့်လက်ပွင့်ပြီးအဆင်ပြေမှုတွေကိုရရှိစေမှာဖြစ်ပါတယ်။စနေသားသမီးများအတွက်အဆင်မပြေမှုတွေကံပိတ်လက်ပိတ်နေတယ်ဆိုရင်တော့တောင်းရမ်းသူများအဝိစားဟောင်းများလှူဒန်းပေးခြင်းဖြင့်မိမိမှာခက်ခဲနေသောအဆင်မပြေနေသောကံပိတ်လက်ပိတ်နေတာတွေအကုန်လုံးပြေပြောက်သွားပြီးကံပွင့်လက်ပွင့်စီမှာပဲဖြစ်ပါတယ်ခင်ဗျာ။ဘယ်နေ့မှလှုပ်ဆောင်ရမလဲဆိုရင်ခုနှစ်သားသမီးများတဲ့မိမိရဲ့မွေးနေ့မှာလှုပ်ဆောင်ပေးခြင်းဖြင့်ကံအညံများအားလုံးကိုပြေပြောက်သွားစေပါလိမ့်မယ်ခင်ဗျာကျွန်တော်ရဲ့အစီအစဉ်လေးကတော့ဒီနေ့ဒီလောက်ပါပဲခင်ဗျာနောက်အစီအစဉ်များကိုဆက်လက်အားပေးနိုင်ရတဲ့ကျွန်တော်ရဲ့စစ်ပိုင်းဘေးဒင်းနဲ့ကံမြပုဒ္ဒရာ channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ